ဒီမဲ့ငါကောင်မင်းလက်ထဲမှာဘာမှမရှိရင်မင်းနဲ့ဘေးမှာလည်းမင်းချစ်ရတဲ့မိသားစုကလွယ်လို့မင်းနာဘသူမှရှိနေပေးကြမှာမဟုတ်ဘူးငွေသာရှာပါငါကောင်ရာအချစ်လို့ကြည့်ရဲ့အကြည့်ထက်မရှိလို့ကြည့်တဲ့အကြည့်ကပိုပြီးနာကျင်ရတယ်ကွာငွေသာမရှိနေရင်လူချင်းတော့ခွဲခြားဆက်ဆံကြတာငွေရှိတဲ့သူနဲ့မရှိတဲ့သူမာချင်းတူနေတော့မှရှိတဲ့သူတွေမာရင်ခွဲလွတ်ကြပြီငါတို့လူမရှိတဲ့သူတွေကြပြစ်တင်နေကြတယ်တရားတော့မပါပြီမဲ့ရှင်တန်နေတော့မှတော့လူရောင်ဝင်တယ်လူချင်းတူခင်ပိုများပါတယ်အဲဒါကြောင့်ငွေသာရှာပါငါကောင်ရ